သိန်း2000တန်အမိုခေါင်းစည်းကျိုးနဲ့ fashion land ရဲ့ဝင်းမုံရွှေကြီးအနုပညာလောကမှာအကန့်အကောင်းဆုံးအနုပညာရှင်ကတော့တရုတ်ဆောင်မင်းသမီးလေးဝင်းမုံရွှေကြီးပါဝင်းမုံရွှေကြီးဟာငကိုကလေးကအနုပညာလောကမှာချစ်စရာကောင်းတဲ့တရုတ်ဆောင်မင်းသမီးလေးတစ်ယောက်ဖြစ်ပြီးတော့ fashion ကြကြဝေစားစီရင်တက်ပြီးပိုင်နိုင်စွာနဲ့တရုတ်ဆောင်တက်လို့မြန်မာနိုင်ငံရဲ့နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်ထင်ရှားပါတယ်ဝင်းမုံရွှေကြီးဟာအင်တောင်ပြတော့လေမြန်မာနိုင်ငံမှာအချမ်းသာဆုံးတတိကြီးကိုနိုင်ပြိုးကျော်နဲ့လက်ထပ်နိုင်ခဲ့ပါတယ်ဒါကြောင့်လည်းဝင်းမုံရွှေကြီးကိုပရိသတ်တွေကအိမ်ထောင်ရေးကံကောင်းတဲ့အနုပညာရှင်တရုတ်ဆောင်မင်းသမီးလေးတစ်ယောက်ဖြစ်သတ်မှတ်ထားကြပါတယ်။ကိုနိုင်ပြိုးကျော်ကြောင့်ဝင်းမုံရွှေကြီးကအနုပညာအလုပ်တွေကိုလွတ်လပ်စွာလုပ်ခွင့်ရနေတယ်လို့တန်ဖိုးကြီးလက်ဝဲရတနာတွေကိုလည်းဆင်မြန်းခွင့်ရနေပါတယ်။အကယ်ဒမီစုပေးပွဲမှာဆိုရင်တရုတ်ဆောင်မင်းသမီးဝင်းမုံရွှေကြီးကသိန်းတောင်းကျော်တန်ကြောက်စိမ့်လေဆွဲကိုဝစ်ဆင်ခဲ့ရပါ။ဒါအပြင်သိန်းတောင်းကျော်တန်ပရမများလေဆွဲသိန်း200တန်ကြည်မှန်စတာတွေကိုဝစ်ဆင်ခဲ့ပါတယ်။အခုခါမှာတော့တရုတ်ဆောင်မင်းသမီးလေးဝင်းမုံရွှေကြီးကထူးထူးခြားခြားအရာတစ်ခုကိုဝစ်ဆင်လာပါတယ်။အဲ့ဒါကတော့အမိုခေါင်းစည်းကျိုးပါဝင်းမုံရွှေကအခုရက်ပိုင်းဆော့ထားတဲ့ TikTok ဗီဒီယိုထဲမှာထူးဆန်းတဲ့အကောင်းစီကျိုးနဲ့ဆော့ထားပါတယ်။အဆိုပါကောင်းစီကျိုးဟာပလဲတွေနဲ့ဆင်မြန်းထားပါတယ်။ဒါပေမဲ့ဝင်းမုံရွှေရဲ့ကောင်းစီကျိုးကအမိုအစင်းနဲ့တူလို့တချို့ကလည်းစားကျင်နေကြပါတယ်။အဆိုပါဝင်းမုံရွှေရဲ့အမိုကောင်းစီကျိုးက300တန်တယ်လို့လည်းသိရပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါဦးနော်။